အခုဘုရားအနေစာတင်တာနဲ့ပတ်သက်ပြီးတော့လည်းပဲပြောစရာလေးရှိနော်ဘုရားအနေစာတင်တာကိုဘယ်လိုနားလည်ထားကြတာလို့အနေစာတင်မှကိုယ်ွယ်ကောင်းတာအဲ့လိုမဟုတ်ဘူးကိုယ်စိတ်ထဲကဒါမြတ်စွာဘုရားပဲလို့စိတ်ထဲကအဲ့လိုအတိမတ်ပြုလိုက်ပြီဆိုလို့ရှိရင်ရပါပြီတတ်တော်ရှိတဲ့မြတ်စွာဘုရားရဲ့အပေါ်မှာထားတဲ့စိတ်ထားရုပ်ဘွားတော်စင်တုတော်ပေါ်မှာထားတဲ့စိတ်ထားနှစ်ခုတူတယ်ဆိုရင်အကျိုးရလဒ်လည်းတူတယ်လို့အဲ့လိုလည်းမြတ်စွာဘုရားဟောတကုစိတ်ထဲကမျက်နှိုးဖို့အဲ့ဒါအဓိကနော်အဲ့တော့အနေကစားတင်းတယ်ဆိုတာမလုပ်တာတော့ဒါလေးနည်းနည်းလေးပြောပြနော်အထိုင်လည်းရောက်တည်ပြီးသားလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့အနေကစားတင်းတယ်အနေကဇာတိတန်တာရအဲ့ဒီမှာအနေကဇာတိစကားလုံးလေးပါနော်အဲ့ဒီစကားလုံးလေးကိုဗမာမှုပြုတ်လိုက်အနေကစားအဲ့တော့အဓိပ္ပာယ်ကသိနာမလဲဘူးနော်အနေကဇာတိလေအမှန်ကအနေကဇာတိနာဧကဇာတိဇာတိဆိုတဲ့စကားလုံးကြားဦးတယ်နော်ဇာတိဆိုတာဖြစ်ပေါ်လာတဲ့သဘောစဖြစ်လာတဲ့သဘောနော်နာဆိုတဲ့စကားလုံးလေးကြားဦးတယ်နတ္ထိနာဆိုတာတားမြစ်တာမဟုတ်ဘူးမရှိဘူးဟုတ်လားဧကဆိုတဲ့စကားလုံးလေးကြားဦးတယ်မဟုတ်လားဧကဆိုတာတစ်ခုဟုတ်နော်အနေကဇာတိနာဧကဇာတိဖြစ်တာတွေကတစ်ခုမဟုတ်ဘူးဆိုတော့အများကြီးလို့ပြောတယ်ဒါဘုရားဥရန်ကျူးရင်ခဲ့တဲ့ဂါထာလေးသူကဘုရားဖြစ်ပြီးချင်းဥရန်ကျူးတာစိတ်ထဲမှာကျူးရင်တဲ့ဥရန်အနေကဇာတိတန်တာရာဒီတန်တရားကြီးမှာငါဖြစ်ခဲ့တာတခုမဟုတ်ဘူးအများကြီးဖြစ်တာမရေမတွက်တဲ့အောင်ဖြစ်ခဲ့တာလို့ပြောတာခုဘုန်းတို့ဘဝလေးကဒီဘဝမစခင်အရင်ဘဝဖြစ်ခဲ့တယ်အရင်ဘဝဆုံးသက်ပြီးမှဒီဘဝပြန်စတာလို့အဲ့လိုယုံကြည်ထားနော်အဲ့ဒီဘဝရဲ့အရင်လည်းဘဝရှိအဲ့ဒီဘဝအရင်ဘဝရှိတယ်ဟာနောက်ပြန်သွားရင်မဆုံးနိုင်အောင်ဘဝတွေကဖြစ်ခဲ့တယ်လို့ဘုန်းတို့အဲ့လိုယုံကြည်ထားကြတယ်နော်ဒါကြောင့်ဘဝအသေးပြီးရင်မပြီးဘူးဒီဘဝသေးပြီးရင်နောက်ထပ်ဆက်ဖြစ်မယ်လို့ဘုန်းတို့ယုံကြည်ထားတာနော်ဟုတ်တယ်နော်ဘုရားဖြစ်ပြီဆိုတော့နေကဇာတိတန်တာရတန္တာဝိတံအနိပိတံဂဟကာရဂဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏပထမကထာလေးဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒီစကားလုံးလေးကအမြဲတမ်းရွတ်တဲ့တယ်လို့ထင်တယ်ဒုက္ခဇာတိပုဏ္ဏ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 အပမထထထကထကဇာတိဝိဘဝရခြင်းဒီဖြစ်ပေါ်ရခြင်းဒီဒုက္ခဆင်းရဲဟောဒါပဲအဲ့ဒါအလွန်မြင်မာတဲ့ကောင်းမှုကိုပြုရရတယ်အလွန်ကြီးကျယ်တဲ့ကုသိုလ်ကိုရအောင်လုပ်ရရတယ်စိတ်ထဲမှာဘဝတွေထကဖြစ်နေတယ်ဆင်းရဲလိုက်တာဟောဒီအသိနော်ရသော်ဗျာအဲ့ဒါပြောရနော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဘဝတွေထဖြစ်နေရတာဟာဆင်းရဲတဲ့ကောင်းတယ်လို့ပြောနော်တခါကြီးအဲ့ဒါဒီနေ့တခါကြီးတို့ပြောမယ်ဆိုတာအဲ့ဒီအကြောင်းအရာလေးကိုပြောမှာဒုက္ခဇာတိပုဏ္ဏပုဏ္ဏဘဝတွေထဖြစ်နေရတာဆင်းရဲတယ်ဒါကြောင့်သူမဖြစ်ချင်ဘူးပဲတကယ်ကဘဝမဖြစ်ချင်ဘူးဘာလို့မဖြစ်ချင်တာတော့ဘဝဖြစ်ရင်ဘဝနဲ့ပတ်သက်နေတဲ့ဒုက္ခတွေခံရမှာရင်ဆိုင်ရမှာကြားတဲ့ဖြတ်ပြီးတော့ပြောလိုက်အောင်ဝင်လူငယ်တွေအတွက်ဘုံဘုံတို့အလွန်မင်းကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ရတယ်ဘုံဘုံတို့ရင်မဆိုင်လို့တဲ့ဒုက္ခတွေဘယ်ဒုက္ခတွေကိုကြောက်တာတော့ဘုံဘုံတို့ကြောက်တဲ့ဒုက္ခတွေကိုပြီးတော့တန်းစီပြီးတော့စားတဲ့ချရည်ခြင်းလေးရေးလိုက်အနှစ်ချုပ်ရင်ဘုံဘုံတို့ကြောက်တာနာမာရဲ့သေမာရဲ့နာကျင်ခံခဲ့ရမှာကိုဘုံဘုံတို့အရင်ကြောက်တယ်သေရမှာပျက်စီးရမှာကိုလည်းကြောက်တယ်အဓိကအဲ့ဒီနှစ်ခုကိုကြောက်ကျန်တာတွေကိုဘုံဘုံတို့ကြောက်နေတာကလေအဲ့ဒီနှစ်ခုကိုဖြစ်စေမလားအဲ့ဒီနှစ်ခုကိုဖြစ်စေတတ်တဲ့အရာလို့ထင်တဲ့အရာကိုကြောက်တာဟုတ်တယ်မလားတေချာလေးစဉ်းစား
ယောဂဖြစ်မှကြောက်တာလေနာမချင်းမှကြောက်တာပဲအခက်မနေသိရင်သိသွားမလားမနော်ညမမမိုင်းမဲသွားလို့ငွေကြောက်တယ်ဆိုရင်လည်းဘာလို့ကြောက်တာတော့တကယ်ကနာမသိမှကြောက်တာဘုတို့ခန္ဓာကိုယ်ကြီးကဘလို့နှိမ့်ဆက်လို့မှမနာတတ်ဘူးဘလို့ဖြည့်ဆည်းလို့မှမပြည့်စည်တတ်ဘူးမနာတတ်ဘူးမသေးတတ်ဘူးဆိုကျွတ်တို့ဘာကြောက်ဆရာရှိဘာမှကြောက်ဆရာကိုမရှိတော့ဘူးဘယ်သူမှလည်းကြောက်ဆရာမရှိတော့ကျွတ်တို့ကမနာတတ်ပဲမသေးတတ်ပဲဟုတ်လားအဲ့တော့ဘုန်းတို့ကြောက်နေတာဘာကိုကြောက်တာတော့နာမသေးမှာကိုကြောက်တယ်နောက်ထပ်ရှိတဲ့လူတွေနဲ့ခွဲရမှာကိုကြောက်တယ်ဟုတ်တယ်မဟုတ်လားနာတယ်ဆိုတော့ကျတော့လည်းနှစ်မျိုးလောက်နားလဲပေါ့ဒီကိုနာတာရဲ့စိတ်နာတာရဲ့ဘုန်းတို့ကြောက်တာအဲ့ဒါပဲဘုန်းတို့တခါလေးမတွေးမိဘူးကိုဘာကြောက်လို့ကြောက်မှတော့သိမသိဘူးတကယ်ကြောက်တာကနာမသေးမှာကိုကြောက်တာဒါပေမဲ့ကျတို့ကအဲ့ဒါကိုမမြင်မဲနဲ့နာမှုသေးမှုကိုဖြစ်စီတတ်တဲ့အရာတွေကိုကြောက်เสียရလို့ထင်တာဟုတ်တယ်မဟုတ်လားနာလည်းကိစ္စမရှိဘူးသေလည်းကိစ္စမရှိဘူးငါရင်ဆိုင်ရဲတယ်ဆိုတဲ့လူကအကြောင်းနေတာပဲကဲစဉ်းစားလိုက်ပါဦးဘာလို့ကြောက်တယ်ငါကြောက်တာဘာတွေလုံးလို့စဉ်းစားလိုက်ဟုတ်လားအဲ့ဒါကိုတဲ့တဲ့ကြောက်တာမဟုတ်ဘူးအဲ့ဒါကြောင့်ဖြစ်မဲ့နာမှုသေမှုကိုကြောက်တယ်အဲ့တော့ကျွတ်တို့ကြောက်တဲ့အရာတွေမဆုံးနိုင်ပါဘူးအများကြီးပဲကျွတ်တို့ကြောက်တဲ့အရာတွေရှိအဲ့ဒီကျွတ်တို့ကြောက်တဲ့အရာတွေဟာဘယ်မှာဖြစ်နေတာလဲကျွတ်တို့ကြိုက်တဲ့ဘဝမှာကိုဖြစ်နေတာဖယ်လို့မရကျွတ်တို့ကြိုက်တဲ့ဘဝနဲ့ကျွတ်တို့ကြောက်တဲ့အရာတွေနဲ့ဟာတွဲနေတယ်လုံးဝခွဲလို့မရကျွတ်တို့ကြိုက်တဲ့ဘဝကိုကျွတ်တို့မစွန့်လွတ်နိုင်သေးတဲ့မြတ်ကျွတ်တို့ကြောက်တဲ့အရာကိုကျွတ်တို့ဟာအမြဲတမ်းရင်ကိုရင်ဆိုင်ရလိမ့်မယ်ဘုံဘဝခုတလောခက်ကြမ်းကြမ်းဥပမာလေးတစ်ခုခဏခဏပေးပြတယ်ယောက်ျားတွေတချို့ယောက်ျားတွေမိန်းမပုံမှာအရန်ဆိုးတောက်စားမူယူနှိပ်စက်ဒါပေမဲ့ဒီမိန်းမဒီယောက်ျားကိုပြတ်နိုင်လားဆိုတော့မပြတ်နိုင်ဒီယောက်ျားကိုမပြတ်နိုင်သေးသမျှကလပ်ပလုံးဒီယောက်ျားနှိပ်စက်တာကိုခံဖို့ခံရဟုတ်နော်ဘာလို့ဒီယောက်ျားကိုမပြတ်နိုင်လဲဆိုဒီယောက်ျားရဲ့ပုံမှာ तू ကောင်းနေလို့ထင်တဲ့အရာလေးရဲ့ပုံမှာတန်ရောစင်မပြတ်လို့ဒီယောက်ျားကိုမပြတ်နိုင်ဟုတ်တယ်နော်ဒီယောက်ျားရဲ့ပုံမှာတန်ရောစင်မပြတ်ရင်ဒီယောက်ျားရဲ့သူ့ပေါ်ဆိုးတာမှန်တယ်မြတ်ကိုပြောရမလို့ခံဖို့ခရလိမ့်မယ်ရင်ကိုချင်းဆန်းလိမ့်တစ်ချိန်မှာဒီယောက်ျားငါ့ဘောကောင်းတယ်ဆိုတာတကယ်မဟုတ်ပါဘူးတတူလေးတောင်ငါ့ဘောမကောင်းဘူးလို့သိသွားပြီသူ့ဘောမှာဘာမှကောင်းတာကိုမမြင်တော့ဘူးကောင်းတာရှာလို့ကိုမတွေ့တော့မကောင်းတာကြီးပဲလို့သိသွားမယ်ဆိုရင်ဒီယောက်ျားပုံမှာမဖြစ်သွားဘူးတန်ရုံးတင်ပြတ်သွားတန်ရုံးတင်ပြတ်သွားရင်ဒီယောက်ျားနဲ့ပြတ်ပြီဆိုသူနှိမ့်ဆက်တာလည်းမခံဘူးသူဆိုတာကောင်းတယ်ခုနဘာမှမဆိုင်တော့ဟုတ်တယ်မဟုတ်လားဒီယောက်ျားရဲ့ကောင်းတာပုံမှာတန်ရုံးသူကောင်းတယ်လို့ထင်တဲ့အရာပုံမှာတန်ရုံးစဉ်မပြတ်တဲ့အတွက်ကြောင့်ဆိုးမှန်းသိရတဲ့နဲ့ဆိုးတာတွေအကုန်လုံးဘယ်လိုလဲတော့လက်ခံနေရတယ်ဘုန်းတော်ကလည်းအဲ့ဒီစိုးသွဲတဲ့ယောက်ျားရဲ့ပုံမှာတန်ရုံးစဉ်မပြတ်နိုင်တဲ့မိန်းမလိုပဲဘုန်းတော်ကလည်းဘဝပုံမှာတန်ရုံးစဉ်မပြတ်ဘူးဟုတ်လားဘဝဟာနော်အကောင်းနဲ့အဆိုးနဲ့တွဲနေတယ်လို့တာမန်အဖြစ်ပြောလို့ရတယ်အဲဘုန်းတော်ကအကောင်းဘယ်လောက်လဲအဆိုးဘယ်လောက်လဲဆိုတာတော့ဆက်ပြီးတော့မစီစစ်ကြည့်မိဘူးပေါ့နော်အကောင်းအရန်နဲပါအဆိုးအရန်များပါတယ်တကယ်တော့ဘဝဒါပေမဲ့ကျွတ်တို့ကနည်းနည်းလေးသောအကောင်းလေးကိုပုံကြီးချဲ့ပြီးတော့သူ့ကိုပဲတန်ရုံးစဉ်တွဲနေဘုရားကဆိုးတာကိုဆိုးဘူးလို့မသိဘူးတော့မဟုတ်သိတယ်နားကျင်ရတာဖြားနာတာမကောင်းဘူးဒါကြီးဖြားတဲ့နားတဲ့သူများနှိမ့်ဆက်မှဆင်းရဲတာမဟုတ်ဘူးနော်သူများမနှိမ့်ဆက်ဖက်နဲ့လည်းမဆင်းရဲနိုင်ဘူးလားသူများတတ်မှသေတတ်တာမဟုတ်တော့ဘယ်သူမှမတတ်ဖက်နဲ့လည်းမသေဘူးလားမသေတယ်နော်ဒါကြီးမကောင်းဘူးဆိုတာအလုံးမကိုထင်ရှားတယ်သို့တော့ကျွတ်တို့အဲ့ဒီမကောင်းတဲ့အချက်ကိုသိမတွေးမိပဲနဲ့ဘဝရဲ့ပေါ်မှာตายရစရာကြည်နူးစရာအနေငယ်များသောကောင်းဘက်ကလေးကိုပဲပုံကြီးချဲ့ပြီးတော့အဲ့ဒီပေါ်မှာပဲဘုန်းတော်မဖြစ်နေတာတန်ရုံးစင်မပြတ်အဲ့ဒါကိုတန်ရုံးစင်မပြတ်တဲ့အတွက်ကြောင့်ဘဝဆက်ဖြစ်တယ်ဆက်ဖြစ်တဲ့အတွက်ကြောင့်ဘုန်းတော်မကြိုက်တဲ့အရာတွေကိုပါဘုန်းတော်တွဲပြီးတော့လက်ခံနေရတယ်လက်ခံရမှာနော်အဲ့တော့မြတ်စွာဘုရားနိဒာနဘဂတန်ယုတ်ပါဠိတော်ထဲမှာဟောထားတာလေးတစ်ခုရှိတယ်ဘဝရဲ့ချမ်းသာတဲ့သဘောကိုမြင်မယ်ဆိုလို့ရှိရင်ဘဝရဲ့ပေါ်မှာမမောမှုဖြစ်ပြီးတော့ဘဝဒုက္ခဆက်ဖြစ်လိမ့်သူကလမ်းကြောင်းတစ်ခုဘဝရဲ့ဒုက္ခသဘောကိုမြင်မယ်ဆိုရင်တော့ဘဝပေါ်မှာညှင်းငွေပြီးတော့ဘဝရဲ့ပေါ်မှာမမောမှုကင်းပြီးတော့ဘဝဒုက္ခတွေချုပ်ငြိမ်းသွားလိမ့်မယ်ဒါလမ်းကြောင်းတစ်ခု
အဲ့တော့ချမ်းသာတာကိုမြင်တာရဲ့ဆင်းရဲတာကိုမြင်တာရဲ့ဘယ်ဟာကလွတ်မြောက်လန်းလဲဆိုတာအဲ့ဒီဒေသနာကိုကြည့်ရင်ထင်ရှားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဘုန်းဘုန်းကဖြတ်ပြီးတော့ပြောရင်ကကိုကောင်းတယ်လို့ထင်တဲ့အရာကတကယ်အကောင်းဟုတ်ရဲ့လားလို့အဲ့ဒါကိုစီစစ်ဖို့လုပ်တယ်ဆိုတော့ပြောလိုက်တယ်လေဘဝကအကောင်းနဲ့အဆိုးနဲ့တွဲနေတယ်လို့ပြောလိုက်တယ်ကိုကောင်းတယ်လို့ထင်တဲ့အရာတွေရဲ့အပေါ်မှာဘုံဘုံတည်တည်ချာချာစစ်ဆေးဖို့လိုပဲပေါ့နော်ဘုံဘုံတို့ကောင်းတယ်လို့ထင်ပြီးတော့မဲ့နေတဲ့အရာတွေကဘယ်အရာတွေတော့ချုပ်ပြောရရင်ဒုက္ခသောမနတ္တကိုမဲ့တာဒုက္ခဆိုတာကိုချမ်းသာတာသောမနတ္တဆိုတာစိတ်ချမ်းသာတာဒီနဲ့တနော်ဒီအကြောင်းအရာတွေသိချာနာတာဘုံဘုံတို့မဲ့နေတာဘုံဘုံတို့ကြိုက်နေတာဘုံဘုံတို့မစွန့်နိုင်တာဘုံဘုံတို့လိုက်ရှာနေတာအဓိကဘုံဘုံတို့တွေ့တာမမောနေတာဘယ်အရာပေါ်မှာလဲလို့မြင်ရင်ဒုက္ခသောမနတ္တနော်ကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းအဲ့ဒီကိုချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာရေဘူးရသဘောအဖြစ်အာယုန်လေးနဲ့ကင်းပြီးတော့မရဘူးကောင်းတာလေးမြင်ရလေးမြင်ရချမ်းသာကြားကျင်တာလေးကြားရင်ချမ်းသာတယ်ကိုအိမ်ကြီးကအကောင်းကြီးမြင်တော့ဒါကိုပြောကျင်သွားတယ်နော်အိမ်ကြီးအတူတူတောင်မှကောင်းကောင်းလုပ်ထားတဲ့အိမ်ကိုမြင်ရတာနဲ့မကောင်းတဲ့အိမ်ကိုမြင်ရတာနဲ့ချမ်းသာတယ်ချင်းမတူဘူးကောင်းတဲ့အိမ်ပေါ်မှာနေရတာနဲ့မကောင်းတဲ့အိမ်ပေါ်မှာနေရတာနဲ့ချမ်းသာတာချင်းအတူအဲ့တော့ဘုန်းတော်ကချမ်းသာကိုအစစ်မြင့်မြင့်ရခြင်းလေးလေးအဲ့ဒီအစစ်မြင့်မြင့်ချမ်းသာကိုဖြစ်စေတတ်တဲ့အာယုံအစစ်မြင့်တဲ့အာယုံကိုရခြင်းရလေးလေးဖြစ်သွားတယ်တကယ်ကအာယုံကိုရခြင်းတယ်ဆိုတာအဲ့ဒီအာယုံကြောင့်ဖြစ်မဲ့ဒုက္ခသောမနတ္တကိုရခြင်းလို့သာအာယုံကိုရခြင်းရလက်ခံလာအောင်ဒီအဲ့ဒါဟုတ်တယ်နော်အာယုံနော်ဒုက္ခသောမနတ္တကိုကြိုက်တဲ့အတွက်ကြောင့်ဒုက္ခသောမနတ္တကိုဖြစ်စေတတ်တဲ့အာယုံကိုပါဆက်ကြရမယ်ကျုပ်တို့အာယုံကိုကြိုက်ပြီဆိုလို့ရှိရင်ကျုပ်တို့ဘာဆက်ကြရမလို့ဘာရဖို့လိုလာမလို့ပိုက်ဆံပိုက်ဆံကကောင်းတဲ့ကောင်းတဲ့အာယုံနဲ့လဲလို့မရဘူးလားပိုက်ဆံမှာပါဝါတွေအများကြီးရှိရယ်ပိုက်ဆံကြောင့်ဖြစ်တဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုစိတ်ကြည်နက်မှုတွေအများကြီးရနိုင်တယ်တကယ်ကပိုက်ဆံကိုကြိုက်တာလားဒုက္ခသောမနတ္တကိုကြိုက်တာလားလို့ဘုန်းတို့တဲတဲ့နော်မြင်အောင်ကြည့်မယ်ဆိုရင်ဒုက္ခသောမနတ္တကိုကြိုက်တယ်ဒုက္ခသောမနတ္တကိုကြိုက်တဲ့အတွက်ကြောင့်ဒုက္ခသောမနတ္တကိုဖြစ်စေတဲ့အာယုံကိုကြိုက်ရတယ်အာယုံကိုကြိုက်တဲ့အတွက်ကြောင့်အာယုံကိုရစေတဲ့ပိုက်ဆံကိုကြိုက်ရတယ်ပိုက်ဆံကိုကြိုက်တဲ့အတွက်ကြောင့်နောက်ထပ်ဘာကိုကြိုက်ရအောင်မလဲအလုတ်အလုတ်ကြတော့ကြောက်စရာကောင်းတာပြီနော်အလုတ်ဆိုတဲ့စကားကစားပင်ပန်းမှုနဲ့တွဲတယ်ဟုတ်တယ်မဟုတ်လားအလုတ်ကိုဘာလို့ကြိုက်တာလဲပိုက်ဆံကြိုက်လို့အလုတ်ကိုကြိုက်ရတာအလုတ်ကိုဘယ်သီးသန့်ကြိုက်မလို့မလုပ်ခဲနဲ့ရရင်ဘယ်သူမှမလုပ်ဘူးဟုတ်တယ်မဟုတ်လားဘာပြောနေတာဘုန်းကြီးကကျွတ်တို့ကြိုက်တဲ့ဘဝမှာကျွတ်တို့မကြိုက်တဲ့အရာတွေတွဲနေတယ်ခွဲလို့မရဘူးအဲ့ဒါကျွတ်တို့ကြိုက်တဲ့အရာကိုကျွတ်တို့မစွန့်နိုင်တာနဲ့ကျွတ်တို့မကြိုက်တဲ့အရာတွေကကျွတ်တို့ဟာလက်ခံရလိမ့်မယ်အဲ့လိုဆိုရင်ကျွတ်တို့ကြိုက်တဲ့အရာတွေပေါ်မှာစွန့်လွတ်နိုင်ဖို့အတွက်ကျွတ်တို့ကြိုက်တဲ့အရာတွေကတကယ်ကြိုက်စရာအစ်စ်ဟုတ်ရဲ့လားဆိုတာကိုကြည့်ရမယ်လို့ပြောနေတာစကားဟုတ်လားမြတ်စွာဘုရားတော့ဒီကာမဒုက္ခရဲ့ပေါ်မှာအပ္ပတ္တကာမဘုဒုက္ခဘုပါယတာတာယာမှုနည်းတယ်ပင်ပန်းမှုပူလောင်မှုတွေများတယ်လို့အဲ့လိုမြင်ပြတယ်တခါတော့မှတရားကောင်းစဉ်လေးတစ်ခုပြီးပြီးတော့ဟောဖို့တာအမှတ်ရဒုက္ခတွေကအတုတွေဒုက္ခတွေကတော့တကယ်အစစ်တွေနော်စဉ်းစားတော့ဘုန်းဘုန်းတို့ကြိုက်နေတဲ့ဒုက္ခတွေကအတုရောင်တွေတကယ်ကဟုတ်တော့မလို့ဟုတ်တော့မလို့ဟုတ်တော့မလို့နဲ့ရောင်ဝါးဝါးနဲ့သူ့ကိုမဲ့နေတာဒုက္ခကတော့တကယ်ကိုအစစ်ပဲငိုရပြီဆိုတကယ်ငိုရမှာနော်နာပြီဆိုတကယ်နာမှာနော်စိတ်ဆင်းရဲပြီဆိုရင်ထွက်ပေါက်ကိုမရှိဘူးစိတ်ကိုတကယ်ဆင်းရဲမှာနော်ဟုတ်လားအဲ့ဒါဘာလေးပြောနေတာတော့ဘုန်းကြီးကကိုအလွန်ကြောက်တဲ့ကိုမကြိုက်တဲ့ဒုက္ခတွေဘယ်မှာဖြစ်နေတာလဲဆိုတော့ဘဝပေါ်မှာပဲဖြစ်နေတာအဲ့ဒီဘဝကဘာလို့ရလဲဆိုတော့ကိုကြိုက်လို့ကိုရနေတာဘာလို့ကြိုက်နေတာဘဝရဲ့အကုန်လုံးသောအပိုင်းတွေကိုကြိုက်သလားဆိုတော့မကြိုက်ပါဘူးကျွတ်တို့ကြိုက်တဲ့အပိုင်းလေးကိုပဲကျွတ်တို့ပုံကြီးချဲ့ပြီးတော့ဘာလို့နေတော့ကြိုက်နေတာဒါကြောင့်ဘုန်းဘုန်းတို့ဟာဒုက္ခဝေဒနာကိုမကြိုက်ဖို့ကလွယ်လွယ်လေးပင်ဖို့ကမကြိုက်ဘူးဘယ်ပုံမှာကြိုက်နေတော့ဒုက္ခပုံမှာကြိုက်တယ်နော်အဲ့ဒီဒုက္ခကိုဘုန်းဘုန်းတို့နားလည်အောင်လုပ်လို့သူ့ပုံမှာမကြိုက်ဘူးဆိုရင်ကျွတ်တို့မကြိုက်တဲ့ဒုက္ခတွေကိုပါကျွတ်တို့ဟာဆွန့်လွတ်ပြီးသားဖြစ်သွားမှာ